အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ Oxford နဲ့ Windsor Castle တော့မှာပဲဖြစ်ပါတယ်အခုကတော့ Sloane Square ကိုရောက်နေရပဲဖြစ်ပါတယ်အတီအန်တီတယောက်နဲ့သွားမယ်ဆိုတော့သူကအင်နာမှာချိန်တာမဟုတ်လို့အခုသူကားကိုစောင့်နေရပါOxford ပေါ့နော်တနာရီခွဲလောက်မှရတယ်အဲ့ဒါလန်ဒန်ကနေထွက်ဖို့အရေးကိုတော်တော်ကြာနေရပါတော့ပြီးလို့ရှိရင်လည်း airport နားမှာလည်းကားကလည်းနည်းနည်းပိတ်သေးတယ်အခုကျမတို့တွေ Oxford မြို့ထဲရောက်လာပါပြီဒီမှာကားရဲဖို့အတွက်ကားပါကင်ရှားတာပေါ့နော်တော့ဒီမြို့မှာကားပါကင်တော့နည်းနည်းရှားတယ်အမှရှားနေနောက်ဆုံးတော့ဒီ Oxford Uni နားမှာကားပါကင်တနေရာရခဲ့ပါတယ်အဲ့မှာပေါ့နော် graduation တခုလည်းရှိတော့ဒီ uni wing ထဲမှာလူရတော်တော်ကိုကြိတ်တူဖြစ်နေရအဲ့ဒါနဲ့ခဏနေတော့ lunching ဖြစ်သွားတော့ခေါ်သွားပေးတဲ့ aunty ကအင်္ဂလိပ်တွေစားရဲတဲ့ fish and chips ကျွေးချင်တယ်တဲ့အဲ့တော့ဝင်းထဲကလူတွေကိုလိုက်မေးနေဒီနားမှာ fish and chips ပါကောင်းလဲလို့လိုက်မေးနေဒီ turf tavern ဆိုတဲ့ဆိုင်ညွှန်မေးတွေပေါ့နော်အခုဒီ turf tavern ကိုရောက်နေရပြီဖြစ်ပါတယ်ဒါကတော့မှားလာတာကိုစောင့်ရင်းနဲ့ပြင်များနေတာပေါ့နော်ပွဲ portion ရပါတော့ဒီထဲမှာသာနေနေတာအပြစ်မှာတော်တော်များတယ်ဒါပေမဲ့ငါးချောကပေါ့တယ်ပေါ့ကိုစားထည့်ပြီးတော့စားရတယ်စားပြီးတော့ပြီးတော့မြို့ရဲပတ်ကြည့်ပါတယ်ပြီးတော့ဒီ Oxford နားမှာရှိတဲ့တခြား village တွေပေါ့နော်အန်တီက cottage လေးလိုက်ပြချင်လို့ဆိုပြီးတော့သူ့ရဲ့ village ကိုဝင်ပြီးတော့ cottage တွေလိုက်ကြည့်ပါတယ်ဒီတိခဲ့ဟာတွေပေါ့နော်ဒါကတော့ဆက်လက်ပြီးတော့ Windsor Castle ကိုခြိတက်ကြပါတယ်၃ယောက်သားဒါကတော့ Windsor Castle ကြီးပေါ့နော်တစ်ကက်မဝယ်ထားလို့အထဲတော့ဝင်မကြည့်ခဲ့လိုက်ရအောင်ပြီးတော့မီယိုတွေ The Long Walk ရှောက်ဖို့ကားပါကင်ရှာပါတယ်အမှလည်းတော်တော်ကြာပေါ့နော်ခီးရဲ့သုံးပုံနှစ်ပုံလောက်ကကားပါကင်ရှာနေရင်ပြီးသွား The Long Walk ဆိုတဲ့အတိုင်းပဲရှေးကြီးရှောက်ရတာပါဒါတော့မှလမ်းတဝက်လောက်ကဖြတ်လျှောက်တာပေါ့နော်ဖြတ်လျှောက်တာမှတော်တော်ကြာရှောက်ရပါတယ်ဒီလမ်းရပေါ့နော် Queen Elizabethနေရစံတော့ကသူ့အခေါင်းကိုထမ်းပြီးတော့စစ်သားတွေကချီတက်ခဲ့ကြတာပေါ့နော်သူ့ကိုဂုဏ်ပြုရနေနဲ့အဲ့ The Long Walk အစနေပြီးတော့ဒီ Windsor Castle အထိချီတက်ခဲ့ကြရပါတဲ့အဲ့ Castle ကနေပြီးတော့ကားပါကင်ကိုပြန်တဲ့လမ်းတစ်လျှောက်ပေါ့နော်အဲ့လိုညနေဝင်နေဆိုတော့ဆက်ဆက်ကတော်တော်လှတယ်ကဲခုတော့ကျမတို့တွေအိမ်ပြန်ကြပါပြီ Sloane Square ကိုပေါ့နော်ပြန်နေရပဲဖြစ်ပါတယ်အဲ့ချိန်မှာပေါ့နော်လူကတော်တော်အေးနေပြီဒါပေမဲ့အန်တီကဂျလာတို့ကျွေးမယ်တဲ့အဲ့ဂျလာတို့ကအကောင်းစားတဲ့ရန်စားကောင်းတယ်ဆိုတော့စားကောင်းတယ်ဆိုတော့ဘယ်ညင်းရမလဲအဲ့တော့ဝင်ဆွဲခဲ့ပါသေးရဲ့အဲ့ဆန်ရီတော်မိုက်နေသလားဂျလာတို့အပြင်ချောကလက်တွေပါကွေးကွက်စားဘောင်းစုံရှိတယ်ဒါကတော့ကျမစားခဲ့ရလေးပါပုံမှန်တဲ့တန်ကတော့မလှပေမဲ့စားလို့ကတော်တော်ကောင်းပါတယ်ခ
ကဲခုကတော့ဘိုက်ကားသွားပြီဆိုတော့အိမ်ပြန်သွားပါမယ်အားလုံးပဲတတာ Thank you for watching